အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာကတော့ဒီနေ့မှာပဲရောက်ရှိလာခဲ့တဲ့ Savannah ရဲ့ skin ကိုရရှိမဲ့အကြောင်းဒီအမြန်ဆုံးရရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းပြောပြပေးမှာဖြစ်တယ်ဒီတော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe နှိပ်ပြီးတော့အားပေးသားခဲ့ဖို့လည်းတောင်းဆိုလိုက်ပါတယ်ဗောနော်ကဲဒီတော့ဒီဟာကဒီလွန်ခဲ့တဲ့2024တွင်လာခဲ့တဲ့ပုံစံအတိုင်းပါပဲအဲ့လိုမျိုးပါပဲပေါ့နော်ဒီမှာဆိုရင်ဒီ Savannah skin တော့6လပိုင်း17ရက်နေ့ကနေ9လပိုင်း1ရက်နေ့အတွင်းမှာရယူလို့ရမယ်ပြီးတော့ဒီ Glacier skin တော့9လပိုင်း4ရက်နေ့ကနေ9လပိုင်း29ရက်နေ့အထိယူလို့ရမယ်နောက်ဆုံးမှာကတော့ဒါ Julian ရဲ့ skin တော့8လပိုင်း6ရက်နေ့ကနေ8လပိုင်း31ရက်နေ့အထိပေါ့နော်အတွင်းမှာယူလို့ရမှာဖြစ်ပါတယ်ဒီတော့ဒီ Matic Mio skin 3កောင်စလုံးကဒါ fee ရှိမှာပဲဖြစ်တယ် skin တိုက်အနေနဲ့ China မှာဆိုရင်ဒါ fact ကဒီကျွန်တော်တို့ဒီ global မှာဆိုတော့ Matic Mio ဆိုပြီးတော့ဒီပြောင်းလဲသွားတာဖြစ်တယ်ဒီပြောင်းလဲထားတာဖြစ်တယ်ပေါ့နော်လူတို့ကိုတော့ဒီလိုမျိုးကတ်လေးတွေနဲ့မှယူလို့ရမှာဖြစ်တယ်ကတ်လေးတွေအနေနဲ့ကတော့ normal ကတ်နဲ့ဒီ shining ကတ်ဆိုပြီးတော့နှစ်ခုရှိရပါတော့ဟိုလိုကတ်ပေါ့နော်အဲ့လိုမျိုးကတ်နာမည်ကဟိုလိုလို့သုံးတယ်ဗျာဟိုဘက်ဒီခရမ်းရောင်လေးကအဲ့နှစ်ခုစလုံးရှိတယ်ပေါ့နော်ဒီမှာဆိုရင် normal draw ဆိုရင်လည်းဒီ normal draw အလိုက်ဒီ epic ဒါမှမဟုတ်တခြား skin တွေပေါ့နော်များသောအားဖြင့် limited skin တွေ sharper skin တွေတော့ဒီ shining draw ကနေပဲရတာများတယ်ဒီတော့ဒါကတော့ဒါ normal draw ကနေဖောက်လိုက်တဲ့အခါမှာတော့ဒါ epic 3កောင်ပေါ့နော် epic 3កောင်ရတယ်ဒီ shining draw ဆိုရင်တော့ဒါ limited တွေများသောအားဖြင့်ပေးပါတယ်ဒီတော့ဒီမျိုးကတ်တွေရမယ်လို့ချင်တယ်ဆိုတော့ဒီအောက်က get ကတ်ကိုနှိပ် get ကတ်ကိုနှိပ်ပွားဒါ shining draw ကြတော့ဒီ daily login ဝင်တာဒါ login ဒီ game ဝင်မယ်ပြီးတော့ daily login ဝင်သွားရပါတော့ပြီးတော့ဒါကျန်တဲ့ဟာတွေကတ်တွေလို့ချင်တယ်ဆိုတော့ဒါ key လောက်တာတော့ဗောနော်သူကတော့တိုင်ုံမဟုတ်ဗျာဘာဖြစ်လို့လဲဆိုတော့ key က300တော့ဘာလို့အောင်လာတာဆိုတော့တိတ်ပြီးတော့မလွယ်တော့ဘူးဒါကြီးကနောက်တစ်ခုအနေနဲ့ကတော့ဒါ daily test ကတော့ဒါ normal ကတ်လေးတွေပြီးမှဖြစ်ပါတယ်ဒီ normal ကတ်လေးတွေကတော့ဒါ game နဲ့ပွဲပေါ့နော်တနေ့ game နဲ့ပွဲလောက်ဆောင်းရပြီပေါ့နော်ဒီတော့ဒီမှာဒါကလည်းဖြတ်တယ်လို့ပဲဖြတ်လိုက်တယ်အတူတူပါပဲဖြတ်တဲ့ဟာဒါကျန်တဲ့အရင်2024တော့လူတွေဆိုရင်လောက်ပြရဲဆိုရင်သိလိမ့်မယ်ဒီတော့ဒီတိုင်းဒီအချိန်ကတ်ဆိုရင်တော့ဒီအကုန်လုံးကဒီ2024တော့လာခဲ့တဲ့အတိုင်းပဲပေါ့နော်ဒီမှာဆိုရင် limited skin တွေရမယ်အဲ့ limited skin တွေကိုပြည့်သွားတဲ့အခါမှာဒီ skin တွေအကုန်လုံးပြည့်သွားတဲ့အခါမှာဒီ skin တွေဒီ Matic Mio skin Savannah skin ရရှိမှာဖြစ်တယ်ကို့မှာဒီမျိုး skin တစ်ခုပို့နေရဆိုရင်လက်ရှိမှာကဗျာကျွန်တော်ကဒီလီလာရဲ့ skin ပို့နေတာ brother တို့စီမှာမရှိဆိုရင်ကျွန်တော်ကပို့ပေးလို့ရတယ်ပေါ့နော်အဲ့လို friend ဖြစ်တယ်ဆိုရင်ပို့ပေးလို့ရတယ်ပို့ပေးလို့ရကတ်ကိုပို့ပေးလို့ရပါတော့မရှိရင်ကတ်ပို့ပေးလို့ရတယ်ဒါ brother တို့စီမှာလည်းဒါမှဖြစ် Savannah skin အပူရှိတယ်ကျွန်တော်ကမရှိဆိုရင် brother တို့ကလည်းကျွန်တော်ပြန်ပေးလို့ရတယ်အဲ့လိုမျိုးပေါ့နော်နောက်ခုနေနေတာဒါ reward TT ဒီ reward TT ကတော့ဒါ level 1ကနေ1 2 3ဆိုပြီးရှိတယ် level 1ရောက်ရင်ကတ်35ပေါ့နော်ဒါ normal ကတ်35ခုပြည့်သွားရင်ဒါ level 1ရောက်မယ်ဒီ level 1ရောက်ရင်ဒါ elite skin တွေယူလို့ရမယ်ဒါပေမဲ့အဲ့ elite skin တွေယူလိုက်ပြီဆိုရင် channel skin တွေကိုယူလို့မရအောင် level 2 level 3ရောက်လဲအဲ့ skin တွေကို level 2 level 3က skin တွေကိုယူလို့ရမှာမဟုတ်ဘူး level 3ကရအောင်ဆိုရင်တော့ဒီ shining ကတ်ပေါ့နော် shining ကတ်ဟိုလိုကတ်က35ခုအထိရှိရမယ်35ခုအထိရှိသွားတဲ့အခါကျရင်ဒီ Matic Mio skin ဒါမှမဟုတ် epic skin ရရှိမယ်လို့သူကပြောထားတယ်များသောအားဖြင့်တော့အမှန်တိုင်းပြောရမယ်ဆိုရင်တော့ယူလို့ရပါဘောနော်ယူရတာကိုယူလို့ရမှာတော့တကောင်ယူလို့ရမှာတော့ Matic Mio skin ကိုယူလိုက်ပေါ့နော် channel skin ကတော့ကိုယ့်ဘက်ကိုလဲလို့ရပါပေါ့နော်ဒါ level 2မှာဆိုတော့ဒါ special skin level 1မှာဆိုတော့ allied skin အမှန်တိုင်းပြောရမယ်ဆိုတော့ဒီ level 3ထိစိတ်ရှည်လက်ရှည်ဆောက်ပြီးတော့မှယူလိုက်တာပို့ပြီးတော့ကောင်းပါတယ်ကဲဒီတော့ဒီ cut gallery ဒါ cut gallery ကတော့ကိုယ်မှရှိပြီးသား cut တွေဆိုရင်အခုလိုမျိုးပုံလေးတွေပြမယ်မရှိသေးတဲ့ပုံဒီ cut တွေဆိုရင်အယောင်လေးက main နေပဲပေါ့နော်ဒီတော့အောက်မှာပြထားပေးတဲ့ဒီ cut မှာလည်းဒီ cut progress ဟုတ်တယ် cut progress ဆိုတဲ့နေရာမှာလည်းအထူးတူပဲဒီလိုမျိုးကျွန်တော်ရှေ့ရရှင်းပြသွားခဲ့တဲ့ဒါ level 1 35 cut level 3ဆိုရင်ဒီ shining 35 cut အဲ့လိုမျိုးမှရမှာပေါ့နော်ဒီဟာက test လေးတွေကလည်းတခြား test လေးတွေကလည်းလာအောင်မယ်လို့တော့ထင်ပါတယ်ဒါပြီးတော့ဒီလိုမျိုးဒီ skin ကိုအမြန်ဆုံးရချင်တယ်ဆိုတော့ gain ဆော့ရမှာ gain ကတော့မဖြစ်မနေကိုဆော့ရမှာပါနောက် gain ကဘာ gain ဆော့ရမလဲဆိုတော့ဒီမျိုး K တွေပါပို့ပြီးတော့ shining card တွေပါပို့ပြီးတော့အမြန်ရချင်တယ်ဆိုတော့ဒီ bro တို့အဲ့လိုမျိုးပါရဲ့ဆော့တာပို့ပြီးတော့ကောင်းပါတယ်ဒီ classic တို့ run တို့ကြတော့ကို K ရဖို့တိတ်ပြီးတော့မလွယ်လားဘူးအဲ့ bro တို့ပါတို့ကြတော့ဆော့ကြတာကဒီ K ရလဲအများကြီးရတယ်သေလဲသေတယ် K လဲရတယ်အဲ့လိုမျိုးပေါ့နော်ရှုံနိုင်တယ် K ရရင်ပြီးတော့ဆိုတဲ့ပုံစံမျိုးရှိတယ်အဲ့လိုမျိုးဆော့မယ်ဆိုရင်တော့ဒီအနည်းဆုံးတော်တော်များများရလိမ့်မယ်လို့ထင်ပါတယ်နောက်ခုနေကတစ်ခါကို
တခါဒီ game တပွဲဆောရင်10ကတက်ဒီ bro မှာတော့10ကလောက်တော့တတ်နိုင်လိမ့်မယ်ပေါ့နော်တေချာတော့ပြောလို့မရဘူးဒါ bro မှာ10ကလောက်တော့တတ်နိုင်လိမ့်မယ်10ကအခါ30ဆိုရင်တော့အခု300ပေါ့နော်ပွဲ30လောက်ဆော့မယ်ဆိုရင်တော့10ကတက်တာပွဲ30လောက်ဆိုတော့ဒီ shining cut တွေကပြေးလောက်မယ်လို့ထင်တယ်ဒါပေမဲ့အမှန်တိုင်းပြောရမယ်ဆိုတော့ဒီပွဲ30ကိုဆော့ဖို့ကတော့ဒါတိတ်ပြီးတော့မလွယ်လာဘူးတာမန်လူတွေအနေနဲ့ကဆော့ဖို့တော့အချိန်ကတော့အရင်ကြီးမရှိဘူးလို့ပြောလို့ရပါတယ်ဒီတော့ဘာပဲဖြစ်ဖြစ်ဒီ skin ကတော့ဒီ Saver Night skin ကတော့ AC ရရှိမှာဖြစ်တယ်ပေါ့နော် AC လေးပါပဲအရင်ကြီးလဲလောက်เสียမလို့ပေါ့နော်ဒီလိုမျိုး test လေးတွေလောက်ရုံပါပဲဒီတော့ဒါကတော့ game ပုံမှန်ဆော့ရလူတွေဆိုတော့အခုလောက်ဆိုတော့ skin တွေရနေလာပြီကျွန်တော်ကတော့မရသေးဘူးပေါ့နော်နောက်ခုအနေနဲ့ကဒါ free metro 0 token ဒီ metro 0 token အနေနဲ့ပြောရမှာဆိုတော့ဒီ metro 0 event ကတော့8လပိုင်း9လပိုင်းလောက်မှရောက်ရှိလာဖို့တော့ရာခိုင်နှုန်းများရပြဘာဖြစ်လို့လဲဆိုတော့သူက81ရက်တောင်လိုသေးတယ်ဒီလိုမျိုး free token ကိုယူဖို့အတွက်ဆိုရင်ဒီတော့အမှန်တိုင်းပြောရမှာဆိုတော့9လပိုင်းမှာဒီ metro 0 event က8လပိုင်းလလယ်လောက်မှာပဲ metro 0 event ကရောက်ရှိလာလိမ့်မယ်ဒီ metro 0 event ကတော့ဒီသိပါတယ်ရှေ့ဗီဒီယိုမှာပြောကြပေးခဲ့ပြီဆိုတော့ကအကုန်လုံးသိလိမ့်မယ်ထင်တယ်ဒီတော့ဒီ metro 0 free token 3ခုယူဖို့အတွက်ဆိုရင်အခုလိုလက်သေးကုန်3ခုလိုပါတယ်ဒီလက်သေးကုန်3ခုကတော့ဒီ Saver Night skin ကိုပိုင်းရမယ်နောက်ခုနေ Leslie skin ကိုပိုင်းရမယ်နောက်ခုနေ Julian skin ကိုပိုင်းရမယ်အဲ့လိုမျိုး skin 3ခုစလုံးပိုင်းသွားပြီဆိုရင်တော့ရရှိမှာဖြစ်ပါတယ်ကဲဒီတော့ဒီဗီဒီယိုမှာရှင်းပြလိုက်တာအားလုံးနားလည်ကြလိမ့်မယ်လို့ထင်တယ်နောက်ဗီဒီယိုတစ်ပုံမှာပဲကျွန်တော်ပြန်ပြီးတော့ပြပြပေးမယ်ဒီဗီဒီယိုထဲမှာကတော့ရှင်းပြတဲ့အတိုင်းပဲလိုက်ပြီးတော့ခုံစိတ်ကြည့်ရဖို့ပြောချင်ပါတယ်ကဲဒီတော့အားလုံးပဲဘိုင်ဘိုင်နောက်ဗီဒီယိုတစ်ပုံမှာပဲကျွန်တော်ပြန်ပြီးတော့ဆုံးတွေ့ကြပါမယ်